ไม่สวยเราเราเมืองกลาวဗျာဒါကတော့ဆိုင်ကယ်တစ်ခုတွေဗျာဆိုင်ကယ်ဘယ်လိုခေါ်ရတယ်လို့ဗီဒီယိုစောင့်အောင်ကြည့်လိုက်ပါဗျာတကယ်ဘူဒရရစမဲ့ဗီဒီယိုပါဗျာအမဒီဆိုင်ကယ်သမားနှစ်ယောက်ကအမသူတို့ချောင်းကြီးထားပြီးတော့အဲ့ဒါနေထားချီလိုက်ပြီးတော့ချန်စီယိုကလည်းတကားကဖွင့်ထားတယ်ဆိုတော့သူတို့ဖွင့်ရတာပေါ့တခုတွေကကဲไม่สวยတော့ခုခစ်ပြက်နေတဲ့အချိန်ကာလမှာဗျအဲ့မှာအိမ်ချန်စီယိုတွေအိမ်တကားတွေကသေးသေးချာချာလုံးချောင်းပွိထားကြပါဗျအပြင်ထွက်ကြရင်အဲ့မှာလူမရှိပဲနဲ့အဲ့ဒါအပြင်ထွက်မယ်ဆိုရင်တော့အိမ်တကားတွေသေးသေးချာချာပွိကြပါဗျအခုလိုတခိုးတွေကစင်ကြီးတွေဝင်ဖို့ရတယ်ဗျဟိုတော်ဆိုးတဲ့ခစ်ဗျခစ်ပြက်နေပြီဗျအိုးတော်သေးဘောမှာပိုင်စင်ကချက်ချင်းရောက်လာလို့မဟုတ်ရင်တော့ပါဝါပြီစင်ကြီးတခိုးတွေโอ้မလွဲပါဗျာဒီခစ်ပြက်နေတဲ့လောကကြီးကိုဗျာစင်ကြီးတခိုးလေးတွေများတခိုးသမျှလေးပေါ်တယ်နော်ခစ်ကဒီဗီဒီယိုကြည့်ပြီးရှင်းပေးပါဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာအခုလိုအချိန်တွေကဟိုတော်ဆိုးတယ်ဗျာတော်ဆိုးနေပြီအဲ့ဒါကလည်းဒီမှာကားရစင်ကြီးလေးရှိမယ်ဆိုလမ်းဘေးကအဲ့ဒီကအထုပ်ကြီးဆိုင်ရမှာဗျအခုလိုလူစိမ်းတွေကစင်ကြီးအိမ်ရှိမှဆိုတော့လဲပတ်နေမယ်ဆိုရင်အဲ့ဒါသူယူဆိုင်ရတော့သူတို့လာပြီးတော့အရင်ဆုံးစမ်းတာဗျဘလို့နေသားလဲဆိုတော့အဲ့လိုမျိုးနေသားနဲ့သူလာကြတာဗျတခိုးတွေကအဲ့ဒါကြောင့်တကားလေးကသေးသေးချာချာလောင်းချောင်းနော်တော့လည်းပါလေခွိထားကြအခုခေတ်ကတော့ခစ်ပြက်နေဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာဒီဗီဒီယိုကြိုက်ရင်လည်း like and share လုပ်ပေးပါဗျာအားလုံးမေတ္တာရက်ခံပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာအားလုံးလည်းပေးကင်းကြပါဗျာခုလိုမိဝရင်တော့မိတ်ဆွေတို့အနေနဲ့ဘယ်လိုလုပ်မလဲဒီတခိုးတွေကမိဝပြီးဆိုတော့ရေးလက်ထက်အမလားဘယ်လိုဆုံးမမလဲဆိုတော့မိတ်ဆွေတို့အမြင်သဘောနဲ့comment မှာတခုရေးဖို့ရေးတော့